အိတ်ကက်လေးတွေပါပါမယ်ရှင်အိတ်ကက်လေးတွေပါမယ်ပြီးတော့သူ့ထူးခြားချက်ကဒီလိုဒီချက်ပြားပေါ့နော်ပတ်လက်ချက်ပြားအကြီးပါရှင်ဝေါထည့်ရမယ့်ဂွင်းလေးတွေပါတယ်နော်အိတ်ကက်နှစ်ဖက်ပါပါလေရှင်အရန်လာတဲ့ဒီဇိုင်းတစ်လေးပါနော်ကျဲသီးလေးတွေပါတယ်အိတ်ကက်နှစ်ဖက်ပါပါလေရှင်ခါးက28လောက်ကနေခါး40လောက်ထိရမယ်တင်45ထိရမယ်အရှည်34ရှိလေးပါရှင်အရှည်က24ရှိပါတယ်နော်အရှည်24ရှိပါတယ်ခါးဆိုရင်သူကခါး24ကနေခါး40ထိရမယ်နော်တင်48ထိရပါလေရှင်သူအပွားဒီဇိုင်းလေးဒီနားမှာဖဲပြားလေး3ခုပါတယ်နော်ဖဲပြားလေး3ခုပါတယ်တစ်ဖက်မှာပဲပါပါမယ်ရှင်ပြီးတော့အိတ်ကနှစ်ဖက်ပါပါတယ်လုံးစွပ်ပါပဲခါးလေးကခါးက24ကနေ40ထိရမယ်ခါး28ကနေခါး40ထိရမယ်တင်45ထိရပါမယ်ရှင်အရှည်45ရှိပါတယ်နော်စိုက်ကြီးသမားတွေအတွက်အရန်ကိုဆင်ပြေမယ်နော်သူကခါး28ကနေခါး40ထိရမယ်တင်ဆိုရင်50ထိရမယ်နော်တင်50အရှည်က35ရှိပါမယ်ရှင်35ရှိမယ်ဒီနားမှာကျဲသီးလေး3လုံးစီပါတယ်နော်အိတ်ကပါရှင်ဒီနေ့ DMN ဘောင်းမီခြိသားဘောင်းမီပုံတစ်လေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်အခုဒီဘောင်းမီလေးကဝတ်ထားတဲ့ဘောင်းမီလေးပေါ့နော်သူကအောက်ကိုပြပြလေးရှူးဆင်းသွားတဲ့ဒီဇိုင်းလေးပါရှင်ပုံတစ်ပါလုံးဝပစ္စည်းအစ်ပေါ့နော်ဒီနားမှာကျဲသီးလေးတွေပါတယ်အိတ်ကနှစ်ဖက်ပါပါတယ်ရှင်ခါးက28လောက်ကနေခါး40လောက်ထိရမယ်တင်45ထိရမယ်အရှည်34ရှိပါတယ်ရှင်အယောင်လေးတွေပြပေးမယ်နော်အခုဝတ်ထားတာလေးဆိုကာကီရောင်ပါရှင်ကာကီပါဒါလေးဆိုခဲပြရမယ်နော်ဒါလေးဆိုအသားနုလေးရပါမယ်ရှင်ဒါလေးကနက်ပြလေးပါနက်ပြလေးရမယ်နော်နက်ပြလေးရပါမယ်ဒါလေးဆိုရင်ဘေးတာလေးနော်အော်ငပိဒါလေးဆိုရင်ငပိရောင်လေးပါရှင်ငပိရောင်လေးပါဒါလေးကတော့မင်းချီစိမ့်ပါမင်းချီစိမ့်ရောင်လေးပါရှင်ဒါလေးကတော့အညိုပါအညိုရောင်လေးရပါမယ်နော်ပြီးတော့အုတ်ကျိုးလေးလည်းရပါမယ်ရှင်အုတ်ကျိုးလေးရပါမယ်ဒါလေးကတော့ကြောက်စိမ့်ပေါ့နော်ကြောက်စိမ့်ရောင်လေးပါရှင်ကြောက်စိမ့်ရောင်လေးပါဒါလေးကတော့မိတ်ကပ်ပါရှင်မိတ်ကပ်ရောင်လေးရပါမယ်ဒါလေးကတော့ခဲပါခဲမဲလို့ပြောလဲရတယ်ပေါ့နော်ခဲပါရှင်ဒါလေးကတော့အဖြူလေးပါပါမယ်ရှင်ကာလာလိုင်းများတယ်နော်အဖြူလေးပါမယ်ဒါလေးကတော့ပန်းစီလေးပါရှင်ပန်းစီရောင်လေးပါပြီးတော့အမဲလေးပါပါမယ်ရှင်ဈေးလေးက34,500ကျပ်33,500ကျပ်ပါရှင်33,500ကျပ်ပါကြာချိန်3ဘတ်ပါ Messenger မှာ order လေးတွေတက်လို့ရပါတယ်ကြည့်ပါရှင်အခု DMN ရဲ့ပုံတစ်မရောင်းမှုသေးတဲ့ဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်သူကဒီခြေတလုံးတစ်ဝက်ပေါ့နော်ခြေတလုံးတစ်ဝက်ကွာတာဘောင်းမီလေးပါရှင်အရှည်က24ရှိပါတယ်နော်အရှည်24ရှိပါတယ်ခါးဆိုရင်သူကခါး24ကနေခါး40အထိရမယ်နော်တင်48ထိရပါတယ်ရှင်သူအပွားဒီဇိုင်းလေးပေါ့နော်တင်48ထိရပါတယ်ဈေးလေးက3500ကျပ်ပါရှင်ဝတ်ထားတဲ့အယောင်ဆိုရင်သူကမြင်းချီစိမ့်လေးရမယ်ဒါလေးဆိုရင်အသားပေါ့နော်ဒါလေးဆိုရင်အသားနုလေးရပါမယ်ရှင်အသားနုလေးရပါမယ်ဒါလေးဆိုရင်ပန်းစီလေးပါရှင်ပန်းစီလေးရမယ်ဒါလေးဆိုရင်နက်ပြနော်နက်ပြရောင်လေးရပါမယ်ရှင်ဒါလေးကတော့ကြောက်စိမ့်နော်ကြောက်စိမ့်ရောင်လေးရမယ်ပြီးရင်ခဲလေးရပါမယ်ရှင်ခဲလေးရပါမယ်ပြီးတော့ဒါလေးကခဲပြလေးပါရှင်ခဲပြရောင်လေးရမယ်နော်ပြီးတော့မိတ်ကပ်ရောင်လေးရပါမယ်ရှင်မိတ်ကပ်ရောင်လေးရမယ်နော်ဒါလေးဆိုရင်ကာကီရောင်လေးပါရှင်ကာကီရောင်လေးဒါလေးကတော့အညိုပါရှင်အညိုရောင်လေးရပါမယ်နော်ပြီးတော့ဒါလေးကအုတ်ကျိုးပါရှင်ပြီးရင်အမဲလေးပါ DMN တော့ကာလာလိုင်းလေးတွေများတယ်နော်စိတ်ကြိုက်ရွေးလို့ရတယ်ပြီးတော့ဒါလေးဆိုရင်အဖြူလေးပါလေရှင်အဖြူလေးရမယ်နော်ဒါလေးကတော့ငပိရောင်လေးပါရှင်ဈေးလေးက3500ကျပ်ပါ Messenger မှာ order လေးတွေတက်လို့ရပါတယ်ကြာချိန်3ဘတ်ပါရှင်ပါရှင်အခု DMN ရဲ့အသစ်ရောက်တဲ့ဒီဇိုင်းတစ်လေးနဲ့မိတ်ဆက်ပေးပါမယ်ခြိသားပေါင်းမီလေးတွေပါရှင်အရှည်လေးပေါ့နော်ဒီတစ်ခေါက်ကလည်းသူကလည်းအောက်ကိုပြလေးရှူးဆင်းတဲ့ဒီဇိုင်းပဲဒီမှာဒါလေးနဲ့တေချာပြပေးမယ်နော်ဝတ်ထားတဲ့ပေါင်းမီလေးပဲဒီနားမှာဖဲပြားလေး3ခုပါတယ်နော်ဖဲပြားလေး3ခုပါတယ်တစ်ဖက်မှာပဲပါပါမယ်ရှင်ပြီးတော့အိတ်ကနှစ်ဖက်ပါပါတယ်လုံးစွပ်ပါပဲခါးက24ကနေ40ထိရမယ်ခါး28ကနေခါး40ထိရမယ်တင်45ထိရပါမယ်ရှင်အရှည်45ရှိပါတယ်နော်အရှည်45ရှိပါတယ်အရမဲ့အယောင်လေးတွေကဝတ်ထားတာလေးဆိုပန်းစီလို့ပြောပြပါရှင်ဒါလေးဆိုရင်အုတ်ကျိုးလေးရပါမယ်နော်အုတ်ကျိုးလေးရပါမယ်ပြီးတော့ဒါလေးဆိုရင်ကာကီပါရှင်ကာကီလေးရမယ်နော်ဒါလေးကတော့အညိုပါရှင်အညိုလေးရပါမယ်နော်ဒါလေးဆိုရင်အသားရင်နော်ဒါလေးဆိုရင်အသားနုဒါလေးဆိုရင်အသားနုလို့ပြောပြပါနော်အသားနုလို့ပြောပြပါရှင်အယောင်လေးနည်းနည်းမှာအသားနုပါဒါလေးကကြောက်စိမ့်လေးပါရှင်ကြောက်စိမ့်လေးရမယ်
ဒါလေးဆိုရင်မိတ်ကပ်လို့ပြောပေးပါရှင်မိတ်ကပ်ရောင်လေးပါဒါလေးကတော့ခဲမဲပါရှင်ခဲမဲလေးရပါမယ်နော်ခဲမဲပါဒါလေးကတော့အဖြူပါရှင်အဖြူလေးရမယ်ပြီးတော့နက်ပြာလေးရပါမယ်ရှင်နက်ပြာလေးလည်းရမယ်နော်ပြီးတော့ဒါလေးဆိုရင်အမဲလေးရပါမယ်ရှင်အမဲလေးပါနောက်ထပ်ရောင်လေးကငပိရောင်လေးပါရှင်ငပိရောင်လေးရမယ်နော်ပြီးတော့ဒါလေးကိုရင်ညီစိမ်းအမြင့်ကြီးစိမ်းမြင့်ကြီးစိမ်းလို့ပြောပေးပါရှင်ဒါလေးကတော့ခဲပြလေးပါရှင်ခဲပြရောင်လေးရမယ်နော်ဈေးလေးက33,500ကျပ်ပါရှင် Messenger မှာ order လေးတွေတက်လို့ရတယ်ကြာချိန်3ဘတ်ပါရှင်ပါရှင်အခု DMM ရဲ့ design တစ်ရန်လာတဲ့ design တစ်လေးနဲ့မိတ်ဆက်ပေးမယ်နော်သူကဒီလိုအိတ်ကက်လေးတွေပါတယ်နော်ဒီလိုအိတ်ကက်လေးတွေပါမယ်ရှင်အိတ်ကက်လေးတွေပါမယ်ပြီးတော့သူ့ထူးခြားချက်ကဒီလိုဒီချက်ပြားချက်ပြားပေါ့နော်ပတ်ပတ်လက်ချက်ပြားအကြီးပါရှင်ပြီးရင်ကပတ်ထည့်ရမယ့်ဂွင်းလေးတွေပါတယ်နော်အိတ်ကနှစ်ဖက်ပါပါလေရှင်အရန်လာတဲ့ design တစ်လေးပါနော်သူကခါ28ကနေခါ40တင်46ထိရမယ်အရှည်30ခွန်ရှိပါတယ်ရှင်ဈေးလေးက36,500ကျပ်ပါသူကဒီဇိုင်းလေးလည်းအရန်လာတာမလို့ site ကြီးတွေနဲ့ဈေးလေးတော့တူမယ်နော်36,500ကျပ်ပါရှင်ဒါလေးဝတ်ထားတာလေးဆိုရင်ဖတ်ဖူးစိမ်းရောင်လေးရပါမယ်ဒါလေးဆိုအဖြူလေးပါရှင်ဒါလေးကတော့အမဲပါနော်အမဲပါဒါလေးကတော့အညိုပါရှင်အညိုရောင်လေးရမယ်နော်ဒါလေးဆိုရင်မြင်းချီမဟုတ်ဘူးကာကီစိမ်းခဲစိမ်းဒါလေးဆိုရင်ခဲစိမ်းပါရှင်ခဲစိမ်းလို့ပြောပေးပါနော်အယောင်တစ်လေးပေါ့နော်ဒီရောင်လာတာရှားတယ်ခဲစိမ်းပါရှင်ဒါလေးဆိုရင်အသားနုပါအသားနုပေါ့နော်အသားနုပါရှင်ဒါလေးကတော့မိတ်ကပ်ရောင်လေးရပါမယ်နော်မိတ်ကပ်ရောင်လေးရမယ်ဒါလေးဆိုရင်အုတ်ကျိုးလို့ပြောပေးပါနော်အုတ်ကျိုးရောင်လေးပါဒါလေးကတော့ခဲပြပါရှင်ခဲပြပါဒါလေးကတော့ခဲပေါ့နော်ခဲမဲလို့ပြောလို့ရပါတယ်ရှင်ဒါလေးဆိုရင်ငပိရောင်လေးရပါမယ်နော်ဒါလေးကခုနခဲပြပါပြီးသွားပြီဆိုတော့ခဲပြပါပြီးသွားပြီတူပဲဂျင်းပြနည်းနည်းကွဲတယ်နော်နည်းနည်းကွဲတယ်ဒီမှာဟုတ်တယ်နည်းနည်းလေးကွဲတယ်နော်ဂျင်းပြပါရှင်အရှိဆုံးပြထားတဲ့ရောင်လေးကဂျင်းပြပါဒါလေးဆိုရင်ကာကီရောင်ပါရှင်ဈေးလေးက36,500ကျပ်ပါဒါဒီဇိုင်းတစ်လေးเนาะအရန်လူငယ်ဆန်ပြီးတော့ဝတ်လို့ကောင်းတဲ့ဒီဇိုင်းတစ်လေးပါရှင် Messenger မှာ order လေးတွေတက်လို့ရတယ်36,500ကျပ်ပါကြာချိန်3ဘတ်ပါရှင်အခုမိတ်ဆက်ပေးမဲ့ဒီဇိုင်းလေးက DMM ဘောင်းပြီးချီသားပဲเนาะသူကအရန်ဝယ်သူတွေလက်ထဲလဲရောက်ပြီးအရန်လဲကြိုက်တဲ့အောက်ကားွားတဲ့ဒီဇိုင်းနဲ့ကွဲတဲ့အောက်ရှူဒီဇိုင်းလေးပေါ့နော်ပြပြလေးအောက်ကိုရှူဆင်းသွားတဲ့ဒီဇိုင်းတစ်လေးနဲ့မိတ်ဆက်ပေးပါမယ် site ကြီးသမားတွေအတွက်အရန်ကိုဆင်ပြေမယ်နော်သူကခါ28ကနေခါ40ထိရမယ်တင်ဆိုရင်50ထိရမယ်နော်တင်50အရှည်က35ရှိပါမယ်ရှင်35ရှိမယ်ဒီနားမှာကျဲသီးလေး3လုံးစီပါတယ်နော်အိတ်ကနှစ်ဖက်နဲ့ပါလုံးစော့ပါပဲရှင်အယောင်လေးတွေကဝတ်ထားတာဆိုရင်တခွားရောင်လေးရပါမယ်နော်တခွားလေးရမယ်ဒါလေးဆိုရင်အညိုပေါ့နော်အညိုရောင်လေးရပါမယ်ရှင်ဒါလေးဆိုရင်ပတောက်ဝါနော်ပတောက်ဝါလို့ပြောပြပါဒါလေးဆိုရင်ရင်ညီစိမ်းလို့ပြောပြပါရှင်ရင်ညီစိမ်းလေးပါအသားရင်လေးရပါမယ်ဒါလေးဆိုရင်မိတ်ကပ်ရောင်လေးပါရှင်မိတ်ကပ်ရောင်လေးပါနော်ဒါလေးကတော့နက်ပြရောင်လေးပါရှင်နက်ပြလေးရမယ်ဒါလေးဆိုရင်ခဲရောင်ပါရှင်ခဲရောင်လေးရပါမယ်နော်ဒါလေးကတော့အမဲလေးပါရှင်အမဲလေးရမယ်ဒါလေးကတော့ခဲပြပါခဲပြရောင်လေးလို့ပြောပြပါနော်ဒါလေးဆိုရင်ကာကီပါရှင်ကာကီရောင်လေးရမယ်အသားနုလေးရပါမယ်ရှင်အသားနုလေးပါဒါလေးကတော့မြင်းချီစိမ်းရောင်လေးပါရှင်မြင်းချီစိမ်းရောင်လေးပါနော်ပြီးတော့ဒီမှာအဖြူလေးလည်းရပါမယ်ပြီးတော့နိုစိမ်းလေးပါရှင်ဈေးလေးက36,500ကျပ်ပါ Messenger မှာ order လေးတွေတက်လို့ရတယ်เนาะ site ကြီးသမားတွေအတွက်အရင်ဆင်ပြေတဲ့ design တစ်လေးပါအကြချိန်3ဘတ်ပါရှင်